ကဲဒီနေ့ New Year မှာတော့အကင်တွေနဲ့တွဲစားဖို့အတွက်အချင်းမကောင်းပါကိုစိတ်ပူစရာမလိုတော့ပါဘူးအခုနေဆက်ပြပေးသွားမယ်အချင်းလေးကချင်းငံဆက်အရတာထိမိပြီးတော့လုံးရတာလဲလွယ်ကူလို့ပါပဲဒီနေ့မှာတော့နေကအခုလိုအချင်းဆက်နီးလေးနဲ့အတူလေးပြည်ကြီးကားကင်လုံးနီးလေးတစ်မျိုးကိုပါပြပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ထားနိုင်ပါတယ်ရှင်ဒါကတော့ပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့နနမင်းစက်တွန်ဖြူတမယာတီငရုတ်တီးစိမ့်အနီနဲ့စိမ့်တောက်လေးတွေပါပထမဆုံးအနေနဲ့နှွေးကငရုတ်တီးစိမ့်တောက်နဲ့အနီတောက်လေးတွေကိုထည့်မယ်ပြီးရင်စက်တွန်ဖြူလေးထည့်ပြီးတော့ထည့်ကျိတ်ပေးလိုက်ပါမယ်ရှင်အခုလိုကျိတ်ဆက်လေးနဲ့ကျိတ်နိုင်တယ်လို့ထောင်းလဲထောင်းလို့ရပါတယ်ပြီးတာနဲ့နနမင်းလေးတွေကိုတော့နှွေးကအရင်ကျင့်ညက်သွားမှာဆိုလို့ဓာလေးနဲ့ပဲအခုလိုလေးတွေနှုတ်ဆင်းပေးလိုက်ပါတယ်ဒါဆိုရင်တော့အချင်းဆဆဖို့အတွက်ခုနကနှုတ်ဆင်းထားတဲ့နနမင်းလေးတွေထည့်မယ်ပြီးရင်ကျိတ်ထားတဲ့စက်တွန်ဖြူနဲ့ငရုတ်တီးစိမ့်လေးတွေကိုလည်းထည့်လိုက်မယ်ဒီမှာငပြာရည်ကိုလေး၄စွန်းလောက်ထည့်ထားလိုက်ပါတယ်အခုလိုစွန်းလေးနဲ့၄စွန်းလောက်ထည့်လိုက်မယ်နော်ငပြာရည်ကိုကင်းဖို့ငပြာရည်လေးနှွေးရသုံးပေးထားပါတယ်ရှင်နောက်ပြီးအချုံမုတ်လေးအနည်းငယ်လောက်ထည့်လိုက်မယ်တကြားကိုတော့ခုပြထားတဲ့စွန်းလေးနဲ့နှစ်စွန်းမောက်မောက်လေးထည့်လိုက်ပါမယ်ကဲအားလုံးပြီးပြီဆိုတာနဲ့တမယာတီးနှလုံးလောက်ကိုပေါ့နော်တေချာလေးညှစ်ပေးလိုက်ပါမယ်ရှင်ဒီမှာတော့နေကတော့တမယာတီးကိုအရေးရွှမ်းလို့နှလုံးလောက်သုံးထားရပေါ့နော်အရေးမရွှမ်းဘူးဆိုရင်တော့သုံးလုံးလောက်သုံးပြီးရင်တော့ပို့ပြီးတော့ကောင်းပါတယ်ရှင်ကဲအားလုံးရသွားပြီဆိုတာနဲ့တေချာလေးမှွေပေးလိုက်ပါမယ်ကဲမှွေနေလိုက်တာခုလိုမျိုးလေးလေပြစ်ကလေးဖြစ်လာပြီဆိုရင်တော့တမယာနဲ့မှုမွေးလေးနဲ့စားလို့လည်းအဆက်ဟက်ထိမိတဲ့အခြေလေးတစ်မျိုးတော့ရရှိခဲ့ပါပြီရှင်နောက်ပြီးဘီကြီးငါးလေးတွေကိုကင်ဖို့အတွက်ကိုအခုလိုလေးတွေဓားလေးနဲ့အပေါ်ရန်လေးတွေကိုပေါ့နော်မှုန်းပေးလိုက်ပါမယ်ဒါကို crossing လေးရိုက်ပြီးတော့မှုန်းပေးလိုက်မယ်ပေါ့နော်ကဲအခုလိုမှုန်းပြီးဆိုတာနဲ့အခုလိုဒီကင်ပန်းပေါ်မှာပေါ့နော်ကင်ပေးလိုက်ပါမယ်နှွေးလေဒီမှာခဏလောက်ကင်ပြီးတာနဲ့လေအကင်ပန်းကခဏပဲကင်ရသေးတယ် gas အိုးလေးကကုန်သွားတဲ့အတွက်ဒီကဒီအပြားလေးပေါ်မှာပေါ့နော်အခုလိုတစ်ခုချင်းစီကိုညှက်ပြီးတော့ပဲတခါတည်းကင်ပေးလိုက်ပါတယ်ကဲအခုလိုမျိုးလေးခဏလောက်တည်ပြီးရဲ့နောက်မှာတော့ဒီပီကြီးငါးလေးလေအခုလိုနီနီရဲရဲလေးတွေဖြစ်လာပြီဆိုတာနဲ့နေကအနက်လေးပိုမှွေးဝအောင်လို့ရိုးရီးယားစက်တွန်ကြော်လေးကိုလေအပေါ်ကနေဖြူပေးလိုက်တယ်ဒါကလေလုံးဝထိုင်းမှာရောင်းနေပင်လယ်စာအကင်ပုံစံမျိုးလေးကိုဖြစ်သွားတယ်ပေါ့နော်အနက်လေးလည်းပို့ပြီးတော့မှွေးသွားတယ်ဒီစက်တွန်ကြော်ရဲ့တစ်စိမ့်လေးကိုတော့နှွေကွန်းမမှာပြပေးထားမယ်နော်ကဲအခုဆိုရင်တော့ပီကြီးကလည်းလက်ဆက်အကင်လေးရရှိခဲ့ပါပြီပေါ့နော်တအားလဲစားလို့ကောင်းတယ်ကဲခုနကလှုပ်ထားတဲ့အချင်းလေးကိုလောင်းထည့်ပြီးတော့ဒီပီကြီးကကင်လေးကိုလေတိုးလိုက်တာနဲ့လုံးဝကိုစားလို့ကောင်းမဲ့ပုံစံလုံးဝအဆက်ဟက်ထိမိပြီးတော့စားလို့ကောင်းစေတယ်ပေါ့နော်ကိုက New Year မှာဘာလို့စားရမလဲစဉ်းစားခက်နေရဆိုလို့ရှိရင်တော့အခုလိုအသွဲဆက်လေးကလည်းလေလုံးဝကိုစားတဲ့ထဲမှာပါတယ်နော်ကဲနေရတော့စားလိုက်ပါအောင်မယ်ရှင်အားလုံးပဲစားကြပါအောင်เนาะအနံ့လေးနဲ့တင်ကိုတော်တော်လေးကိုမှုေးနေပြီကဲအခြေလေးငယ်တိုးလိုက်တဲ့အခါမှာအနံ့ကလေလုံးဝမှုေးတက်နေရောပဲရတာကပါဇက်ထဲမှာဝင်သွားတဲ့အခါမှာလေဆက်ဟက်ထိမိတွေရပဲကဲနွေရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဟင်းချက်နည်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးသွားမှာဖြစ်လို့နွေရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်เนาะ